Yo what's up အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ရဲ့ cycle collection ကိုလိုက်ပြမှာပဲဖြစ်ပါအားလုံးပဲ Yeah It ain't nothing new I'm trying to make an M at 21 and 10 at 22 You can't walk a mile up in my shoe I ain't nothing like you You can't walk a mile up in my shoe You don't do what I do I'm the living truth the living proof You could be whatever Never wanted fame I wanted racks Always wanted cheddar You could try and steal my swag But I'ma always do it better Never let them tell you never I've been so locked in I'm on the grind I could do this forever I'ma speak the truth I ain't gon' never lie to you The ones that say you can't They ain't never tried to ကျွန်တော်ဒီ cycle ကတော့ Kawasaki Ninja 1000ပဲဖြစ်ပါတယ်ဒီ cycle ကသူ့ရဲ့ original color ကအစင်းရောင်ပေါ့နော်အစင်းရောင်ကိုကျွန်တော်ကဒီ cycle ကို7 color တစ်စီလုံးပြန်ကတ်ထားတယ်ပြီးတော့ဒီကောင်က horsepower 140လောက်ထိထွက်တယ်ပြီးတော့ top speed ကကျွန်တော်250ပေါ့နော်ဆိုတော့ဒီ cycle ကို top speed 250ထိပဲမောင်းဖို့ပဲပြီးတော့ဒါကကျွန်တော်ပွားမှာပထမဆုံး 1000cc cycle ပေါ့နော်ကျွန်တော်10နှစ်ကလေးဒီ cycle ကကျွန်တော်စီမှာရှိရတယ်ဒီကောင်ကဗျာတခြား racing cycle နဲ့မတူဒီကောင်မောင်းရတဲ့အရာတာဗျာဒီကောင်ကအမိုးတခြား R1 တို့ BMW လောက်ထက်ကုန်းစရာမလိုပဲဒီကောင် PP လေးသွားပါတော့ PP လေးဆိုတော့ကျွန်တော် keyway သွားဖို့ပို့အဆင်ပြေတယ်ဗျာပြီးတော့ကျွန်တော်နောက်တစ်စီးကတော့ကျွန်တော်အကြိုက်ဆုံး cycle ပဲဖြစ်ပါတယ် let's go ဒီကောင်တော့ BMW S1000R ပဲဖြစ်ပါတယ်ဒီကောင်ကျွန်တော် college ထဲမှာအမောင်းပြည့်စုံတဲ့အကြိုက်ဆုံး cycle ပေါ့နော်ဒီကောင်ကကျွန်တော် horsepower 205ထိထွက်တယ်ပြီးတော့ top speed ကကျွန်တော်ဒီကောင်269ထိရပါ269မှာကျွန်တော် top speed ကို250ထိဆွဲပို့တယ်နော်ဒီကောင်ကကျွန်တော်ဒီအောက်ပိုင်းနဲ့အကုန်ကျွန်တော်ကာဘိုပြန်ချိန်ထားပါတော့ပြီးတော့ဒီကောင်ကအရှိရ Ninja 1000နဲ့မတူတော့ဒီကောင်ကလုံးဝဖင်ကိုကုန်းပြီးစီးရတဲ့အမျိုးသားဗျာဒီကောင်ကစောက်ရဲညောင်းတဲ့ခါကျွန်တော်ဒီကောင်ဆိုကျွန်တော်ခီးဝေးတစ်ခါမှမထွက်ဘူးကျွန်တော်ဒီကောင်ကိုဒီမြို့တွင်းထဲပဲစီးပေါ့တော့မြို့တွင်းထဲနဲ့ကျွန်တော် right highway လမ်းပေါ့နော်လမ်းအဖြောက်ဆွဲလို့ရတဲ့လမ်းအဲ့မျိုးလမ်းမှာပဲကျွန်တော်စီးဝဲဒီကောင်ကျွန်တော်ခီးဝေးလုံးဝမထွက်ဘူးဒီကောင်ကစောက်ရဲမိုက်တာဗျာဒီကိုကျွန်တော်ကြံပေးချင်တော့ကျွန်တော်အမျိုး 1000cc ဝယ်မယ်ဆိုဒီကောင်ထည့်စင်စားပေါ့နော်ဒီကောင်ကလုံးဝစောက်ရဲဒီပါတစ်ချက်ပုတ်လိုက်တယ်ပေါ့ပုံပုံလို့စောင်းတတ်တော့ဗျာအဲကြောင့်ဒီ cycle ကတော့ကျွန်တော်စောက်ရဲမိုက်ပါဒီ cycle ကျွန်တော် all time favorite ပဲဖြစ်ပါတယ်ကျွန်တော်နောက်တစ်စီးကတော့ V3 ပဲဖြစ်ပါတယ်ဒီကောင်တော့ကျွန်တော် EC bike မျိုးစားပေါ့နော်လုံးဝ AC စင်းတင်းညင်ညောင်းလေးမြို့တွင်းထဲ share မောင်းလို့ကောင်းတယ်ဗျာဒီကောင်ကကျွန်တော် engine power 1900cc တောင်ရှိရဗျာဒီကောင် cycle အကြီးပဲကျွန်တော် cycle အကြီးနဲ့လေးပေါ့ဗျာကျွန်တော်တိတ်တော့မကြိုက်ဘူးဗျာကျွန်တော်လူငယ်မလို့လားလို့ EC bike တွေခုဒီကျွန်တော်တိတ်မကြိုက်တော့ဒါပေမဲ့ဒီကောင်ကမိုက်တဲ့ချက်ရှိအဲ့ဒါတော့ကျွန်တော်ဆောင်းပေါက်ပါတယ်ဗျာဆောင်းပေါက်ကျွန်တော်ဘယ်ညာနှလုံးရယ်ပြီးတော့ဒီနောက်မှာကျွန်တော်ပုံးကြီးရှိတယ်ဗျအဲ့ပုံးမှာလည်းကျွန်တော်ဆောင်းပေါက်ပါတယ်ကျွန်တော်အခုဖြုတ်ထားလို့ပေါ့နော်အဲ့ဆောင်းပေါက်ကျွန်တော်ဘယ်လိုလှုပ်လဲဆိုတော့ဗျာကျွန်တော်မောင်းနေနဲ့လီဘာကိုပိုဆွဲလိုက်ရင်သူကဆောင်းပေါက်တန်းပိုပြီးကျဲလာပေါ့နော်တော့ဒီ cycle တော့မိုက်ပါတယ်ဒါပေမဲ့ကျွန်တော်အသက်ငယ်သေးလားတော့မသိကျွန်တော်ဒီ cycle တော့တိတ်ပြီးတော့မကြိုက်ဘူးပေါ့နော်တော့တိတ်ပြီးတော့မောင်းဖြုတ် cycle ကစောင့်ရမ်းကြီးနေလို့ဗျာပြီးကျွန်တော်နောက်တစ်ခုထပ်သွားတော့ဒီကောင်ရတော့ကျွန်တော်ဂျပန်နေလေတံဆွဲထားတဲ့ဘိန်းပဲဖြစ်ပါတယ်ဒီကောင်တော့ BMW GS 1250ပါဒီကောင်ကလုံးဝ cycle အကြီးပေါ့နော်အကြီးစောင့်ရမ်းမိုက်တာပဲဒီ cycle ကကျွန်တော် off road ထိုက်လည်းရတယ် adventure ထိုက်လည်းရတယ်ပြီးတော့ကျွန်တော်ဘရာဇီးမှာဆိုဗျာ stamp ထိုက်တော့ရတယ်ဗျာဒီကောင်ကဘရာဇီးမှာဆိုတော့ကျွန်တော်ဒီဘုံတွေပေါ့နော်ဒီဘုံတွေဖြုတ်မှတူကောင်းထောင်စီးရအား share ပဲဗျာဘရာဇီးရဲ့ကောင်တော့ကျွန်တော်ဒီကောင်က accessory တွေကျွန်တော်300ဆင်ထားဗျာဒီဘုံတွေရောဘာမှမပါဘူးဗျာဝင်သွားဒီ cycle ကိုတယ်တခုပဲပါတယ်ဗျာဒီဘုံတွေရောဒီနားဒီလက်ကင်တွေရောပြီးဒီအောက်ဆိုတန်ကိုင်းတွေရောရေဘူးထဲနေရာတွေရောပေါ့နော်ပြီးကျွန်တော် LED မီးတွေရောပြီးကျွန်တော်ဒီလက်ကင်တွေရောပေါ့ဗျာကျွန်တော်အကုန်စင်နာတာ300ကျော်ဘူးရှိပါတယ်ဒီ cycle တော့ကျွန်တော်တို့ keyway ထွက်ဆိုတအားကောင်းတယ်ဗျာဒီ cycle လုံးဝကျွန်တော်တို့ cycle စီးရနဲ့မတူဗျာလုံးဝကားစီးနေရတယ်လို့ပဲဗျာဒီ cycle တော့တော်တော်မိုက်ပါဒီကောင်စောင့်ရဲနဲ့မောင်းလို့ကောင်းတယ်ဗျာကျွန်တော်အုတ်ထုတ်ပြီပေါ့နော်ကျွန်တော် cycle တစ်စီးအုတ်ထုတ်တစ်လုံးပေါ့နော်အားလုံးပေါင်း9လုံးရှိရဗျာကျွန်တော်ရဲ့ cycle collection video ကတော့ဒီလောက်ပါပဲညီကိုတခုမှချင်ပေါ့နော်ညီကိုတို့အမျိုး cycle မောင်းလို့မယ်ဆိုအုတ်ထုတ်အဓိကဆောင်းပေးပေါ့နော်အုတ်ထုတ်ကအလုံးဝအရေးကြီးဆုံးပေါ့နော်ကျွန်တော်အုတ်ထုတ်ကောင်းကောင်းလေးဝယ်ဖို့လိုတယ်လုံးဝခံနိုင်မဲ့အုတ်ထုတ်ပြားကျွန်တော်တို့ဘယ်လောက်ကီလိုမီတာနဲ့မောက်သွားဆိုကျွန်တော်တို့ခေါင်းကအရင်ဆုံးထိမှာဗျာအဲဒါကြောင့်မို့ခေါင်းမထိအောင်လုံးဝအုတ်ထုတ်ဆောင်းပေးပါကျွန်တော်ခေါင်းထိလုံးဝအသက်ပါတေးနိုင်ဗျာအဲဒါကြောင့်မို့ကျွန်တော်အုတ်ထုတ်ဆောင်းဖို့တော့မှကျွန်တော်ဆိုတဲ့ဗျာကီလိုမီတာ150နေရာနဲ့မောက်ဖို့ဗျာဒါပေမဲ့အုတ်ထုတ်ပါတော့ကျွန်တော်ဘာမှမဖြစ်အခုချိန်ဒီအသက်ရှင်နေပေါ့နော်အဲဒါကြောင့်မို့ညီကိုနောက်ဆုံးမှစကားတော့ညီကိုလိုစိုက်ရမောင်းမယ်ဆိုအုတ်ထုတ်ဆောင်းကြမှာအားလုံးပဲကျေးဇူးတင်ပါတယ် Yeah It ain't nothing new I'm trying to make an M at 21 and 10 at 22 You can't walk a mile up in my shoe I ain't nothing like you You can't